ဒီကနေ့ဆေးလွတ်ထွက်ခွာသွားတဲ့လူတွေအတွက်ဆူတောင်းတွေတော့မထည့်ပေးလိုက်တော့ပါဘူး။မာဂျင်နာလေးတွေတော့ရှိပါတယ်။မိမိရတဲ့လုပ်ငန်းကိုတန်ဖိုးထားပါ။ရောက်တဲ့နေရာမှာပြောအောင်နေပါ။အလုပ်ကိုစူးစမ်းပါ။မိသားစုကိုပတ်စံပြန်ပို့ပါ။ဒါလေးပဲမာဂျင်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်ပွင့်ပွင့်အောင်အားကားယူပါ။ MOU ဆေးလွတ်လုပ်ငန်းတွေကတော့ပုံမှန်တိုင်းလည်းပဲနေပြီးတော့အခုရက်ပိုင်းမှာတော့ဆေးလွတ်လူဦးရေကိုနည်းနည်းပို့ပြီးတော့ချပေးတယ်လို့ခံစားရပါတယ်။ခုလာမယ့်9လပိုင်းမှာစာချုပ်မဲ့လုပ်ငန်းတွေရှိပါတယ်မိမိကိုယ်စားလှယ်တော်၎င်းရုံး၎င်းပြန်ဆက်သွယ်ပေးပါတချို့လုပ်ငန်းတွေကကျွန်တော်တို့မကြီးညာဘဲနဲ့လူပြေဝါတတာကြောင့်မိမိကိုယ်စားလှယ်နဲ့ကုမ္ပဏီကိုဖုန်းပြန်ပြီးဆက်သွယ်ပေးဖို့တော့လိုအပ်ပါတယ်ကျွန်တော်တို့ပုံမှန်အောင်နဲ့စာချုပ်ချုပ်ဆိုထားတဲ့လက်ကျန်လူဦးရေတော့မရှိတော့ပေမဲ့ကျွန်တော်တို့တာဝန်ယူပြီးစာချုပ်ချုပ်ဆိုပေးထားတဲ့လူတွေစေလွတ်တွေတော့ကြန့်ရှိနေပါသေးတယ်စေလွတ်ကြန့်ရှိနေတဲ့သူတွေရောစာချုပ်ဖို့စောင့်နေတဲ့သူတွေရောအကြမ်းစာချုပ်ရတော့မှာပါစေလွတ်ရတော့မှာပါရုံကြီးကြီးဆောင်ဆိုင်ပေးနေတဲ့အရောက်ချင်းဒီတိုင်းအောင်ကျေးဇူးတူပဲတင်ရှိပါတယ်။အကြမ်းမှာပြန်လည်ဆုံကြပါမယ်။